ladies and gentlemen, welcome back to Shape You Talent. အားလုံးပဲမင်္ဂလာပါရှင်ဒီ blog လေးကတော့ပြင်ဦးလွင်မြို့မှာအခုတလောရေပန်းစားနေတဲ့ပွဲကောက်ရေတကွန်ထဲမှာရှိတဲ့ Dinosaur Kingdom လို့ခေါ်တဲ့ဒီ dinosaur တွေရှိရဲ့စီကိုတွားလေခဲ့တဲ့ blog လေးပဲဖြစ်ပါတယ်ဒီပွဲကောက်ရေတကွန်အတွက်ကတော့ဝင်ကြီး3000ပေးရပြီးတော့ dinosaur ဥယျာဉ်နဲ့ဝင်မယ်ဆိုရင်တော့ဝင်ကြီးက2000ထပ်ပြီးတော့ပေးရပါတယ်ခုတွေ့ရတဲ့အတိုင်းအဝင်ဝမှာဆိုရင်လည်း dinosaur ရုပ်ကလေးဒါပကြီးဆွဲထားတာကိုတွေ့ရတယ်ပေါ့နော်ပြီးရင်ပွဲကောက်ရေတကွန်ထဲမှာဆိုရင်ဒီခေါင်းပေါ်မှာရှိတဲ့မှာ cable ကားလေးတွေပေါ့နော်အဲ့ကားလေးတော့အဲ့နေရာမစီးခဲ့ရဘူးကြည့်ရနိုင်ဝက်လောက်ကြာမလားတော့မသိဘူးပေါ့နော်စီးချင်ပေမဲ့အချိန်သိမ့်များလို့အဲ့နေရာမစီးခဲ့ရအောင်နောက်တစ်ခါဆိုရင်တော့ဒါသွားတဲ့လူတွေဆိုလို့ရှိရင်လည်း try ကြည့်တင်တယ်ပေါ့နော်အဲ့တော့အကောင်ရေကြီးအတွက်ကြည့်ရတော့ dinosaur ရင်းနေမှာဆိုလို့ရှိရင် dinosaur ကအကောင်20လောက်ရှိရပေါ့နော်ဒါကတော့မီးနဂါးကြီးပေါ့နော်တော်တော်လေးအသက်ဝင်နေသူကဒီလှုပ်ရှားမှုတွေရှောင်ထည့်ထားဖြစ်တဲ့အတွက်ဒါကလေးတွေဆိုလို့ရှင်ပို့ပြီးတော့သဘောကျကြမှာပေါ့နော်အကောင်ကြီးတွေနဲ့အကောင်ကြီးရဲ့လှုပ်ရှားနေရောတကယ်အစ်စ်တွေနဲ့ခက်ဆင်စင်ပဲပေါ့နော်ပြီးတော့အတန်ကြီးအနောက်ကထည့်ထားပေးရဖြစ်တဲ့အတွက်တကယ်ကိုအသက်ဝင်လှုပ်ရှားနေတဲ့နေရာဆိုတော့ရောက်ရင်တော့ဒါဝင်ကြည့်တဲ့နယ်ပေါ့နော်ဝင်ကြည့်တဲ့ထောင်ဆိုတာကတော့ဒါတန်ပါတယ်အဲ့တော့ dinosaur နဲ့ပတ်သက်ပြီးတော့ဘိုးသုတလေးကိုပြောပြပေးချင်ပါတယ်မပြောပြခင်မိကုန်းလေးတစ်ခုမေးချင်တာက dinosaur တွေကကမ္ဘာမြေကြီးပေါ်မှာမရှိတော့ဘူးပေါ့နော်သူတို့ကဘာကြောင့်မျိုးတုံးပြောက်ကွယ်သွားရတာလဲသိချလားအဲ့တော့သိပ္ပံပညာရှင်တွေရဲ့လွေလာတွေ့ရှိချက်အရဆိုလို့ရှိရင်ဒီပေါ့နော်လွန်ခဲ့တဲ့နှစ်သန်းပေါင်းဒါ66သန်းပေါ့နော်အဲ့လောက်တုန်းကဆိုလို့ရှိရင်ကမ္ဘာမြေကြီးပေါ်ကိုဒါမီတီယာလို့ခေါ်တဲ့ဒီဥက္ကာခဲတွေကမ္ဘာမြေကြီးပေါ်ကိုကျွေကျလာပြီးတော့ပေါ့နော်အမှကမ္ဘာမြေကြီးမှာရာသီဥတုဖောက်ပြန်မှုတွေဖြစ်လာပြီးတော့အစာရည်ဓာတ်ရှားပါပြီးဒိုင်နိုဆောတွေကမရှင်သန်နိုင်တော့ဘဲနဲ့တကောင်မကြံပေါ့နော်အားလုံးမျိုးသုံးပြောက်ကွယ်ခဲ့တယ်လို့ဒါပြောပြထားတယ်ပေါ့နော်dinosaur ခေတ်3ခေတ်ရှိခဲ့တယ်ပေါ့နော်အဲ့တော့နံပါတ်1ကတော့ Triassic period လို့ခေါ်ရဲပေါ့နော်သူကတော့လွန်ခဲ့တဲ့နှစ်သန်းပေါင်း230ကနေ200နှစ်ဒီ200သန်းနှစ်ထိကိုခေါ်တာပေါ့နော်အဲ့ဒီခုနှစ်မှာဆိုလို့ရှိရင်ဒါပထမအဦးဆုံး dinosaur တွေပေါ်ပေါက်လာတဲ့ခေတ်ဖြစ်ပြီးတော့အရွယ်အစားသေးသေးလေးတွေပဲအဲ့ခေတ်မှာစပြီးတော့ပေါ်ကြသေးရဲ့ပေါ့နော်အဲ့တော့ဒုတိယခေတ်ကတော့ Jurassic period လို့ခေါ်ရဲသူကတော့ဒါနှစ်သန်းပေါင်း200နှစ်ကနေပြီးတော့145သန်းနှစ်ကိုခေါ်တာပေါ့နော်အဲ့တော့အဲ့နဲ့မှာဆိုလို့ရှိရင် dinosaur တွေကတော်တော်လေးကိုများပြားလာပြီးပြီးတော့လို့ရှိရင် dinosaur အကြီးတွေလည်းပေါ်လာပြီပေါ့နော်အဲ့တော့နောက်ဆုံးခုနှစ်ကတော့ Cretaceous period လို့ခေါ်ရဲပေါ့နော်သူကတော့လွန်ခဲ့တဲ့နှစ်သန်းပေါင်း145နှစ်ကနေပြီးတော့အခုနောက်ဆုံးပေါ့ dinosaur တွေမျိုးတုံးသွားခဲ့တဲ့ဒီ66သန်းနှစ်ထိကိုဒါ Cretaceous period လို့ခေါ်ရဲအဲ့တော့အဲ့ဒီခေတ်မှာဆိုလို့ရှိရင် dinosaur တွေဒါအကြော်ကြားဆုံးနေထိုင်ခဲ့တဲ့ခေတ်ဖြစ်ပြီးတော့ဒါမျိုးတုံးခဲ့တဲ့ခေတ်ဆိုလို့ရှိရင်လည်းမမာဘူးပေါ့နော်dinosaur တွေကိုအဓိကအားဖြင့်အမျိုးအစားနှစ်ခုခွဲလို့ရတယ်ပေါ့နော်သူကဒီအသားစား dinosaur ရဲ့ပြီးတော့လို့ရှိရင်အရွက်တွေပဲစားတယ်အရွက်စား dinosaur ဆိုပြီးတော့နှစ်မျိုးရှိပါတယ်ဒီတချို့ dinosaur တွေကတော့လမ်းလျှောက်တဲ့အခါမှာခြေထောက်နှစ်ချောင်းကိုပဲအသုံးပြုပြီးတော့တချို့ကလည်းဒါခြေထောက်လေးချောင်းသုံးကြတယ်ပေါ့နော်ဆိုတော့တောင်ပံပါတဲ့ dinosaur တွေရှိတယ်လို့တောင်ပံမပါတဲ့ dinosaur တွေလည်းရှိရဲပေါ့ပြီးတော့ဒီ evolution လို့ခေါ်တဲ့ဆင့်ကဲပြောင်းလဲမှုတွေကနေတဆင့်ဒီ dinosaur ကနေပြောင်းလဲလာတဲ့သတ္တဝါကတော့ဒီနေ့ခေတ်မှာငှက်တွေပဲဖြစ်ပါတယ်ဆိုတော့ဒါကတကယ်ရှိခဲ့တယ်ပေါ့နော်လူတွေမှာဆိုလို့ရှိရင်လည်းဒါမြောက်တွေကနေပြီးတော့ဆင်းသက်လာတဲ့ဆိုပြီးတော့ကြားဖို့ကြမယ်ထင်တယ်ပေါ့နော်တကယ်လည်းအဲ့ဒီဖြစ်စဉ်ကရှိခဲ့တယ်ဘာလို့လဲဆိုတော့ဒီပေါ့နော်သတ္တဝါမျိုးစိတ်တွေကဆိုလို့ရှိရင်မိမိနေထိုင်တဲ့ဒေသအလိုက်ဒီအစားအသောက်ပေါ်မှာမူတည်ပြီးတော့တဖြည်းဖြည်းပုံစံတွေ genes လို့ခေါ်တဲ့မျိုးရိုးဗီဇတွေကပြောင်းလဲလာကြရင်နောက်ဆုံးမှာပုံစံမျိုးစိတ်အသစ်တွေကွဲထွက်လာကြတာပေါ့နော်ဒါကတော့ဒီ science လို့ခေါ်တဲ့သိပ္ပံဘာသာရပ်မှာလေ့လာကြည့်မယ်ဆိုလို့ရှိရင်အချက်လက်ကြထည့်သွင်းဖော်ပြထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဘ ഹു တုရတဲ့တုံတရားရရှိသွားမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းကြိုးရှိတဲ့ဗီဒီယိုလေးကိုဖန်တီးပေးသွားမှာမို့ like and follow လုပ်ခဲ့ဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးများတင်ပါတယ်bye bye see you in the next video